Hello ဒီဗီဒီယိုလေးထဲမှာတော့ဒီ backless top လေးနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားပါမယ်။ဒါလေးကတော့လေ top ပဲခေါင်းဝင်လောက်မရှိဘူး။ तू ကဒီအင်ချီလေးမှာဆိုရင်ကျွန်မကပိတ်စကို1မီတာတုံးထားတယ်။ဒီပိတ်စလေးကအနံလွန်ပိတ်စလေးပါ။အဲ့ဒါကိုမှကျွန်မက29လက်မယူထားတယ်။အဲ့ဒီအရှည်အနံလွန်အရှည်ကိုမှအလေကနေတဝက်ဖြတ်ချလိုက်ပါမယ်။အခုလိုမျိုးလေးပါ။အဲ့ဒါဆိုရင်တော့ပိတ်စလေးက2ရွက်ဖြစ်သွားမယ်။အဲ့ဒီတွေကမှ1ရွက်ကိုယူပြီးတော့အရင်ဆုံးအရှည်ပိုင်းအတွက်ရပါမယ်။ပေချိုးဒါမှမဟုတ်ရင်ပေတံလေးနဲ့အခုလိုမျိုးလေးတိုင်းလိုက်ရင်အဝါလေးက8လက်မနေရကိုကျမတို့ကယူမယ်ဟိုဘက်ဒီဘက်တိုင်းလိုက်လို့ရှိရင်17လက်မ17လက်မစီရှိရမယ်အဲ့ဒါဆိုရင်မှန်ပါပြီပြီးရင်တော့ပေကွေးလေးနဲ့အခုလိုလေးဝိုက်လိုက်မယ်ပြီးရင်တော့အဲ့ဒီ level အမှတ်ကနေအရှိလေးတိုင်းမယ်ကျမကတော့ဒီမှာပိတ်စရတဲ့လောက်က18လက်မဖြစ်တာမို့18လက်မယူထားပါတယ်ပြီးရင်တော့ညှက်ချလိုက်ပါပြီးရင် level လေးကိုလည်းဖြတ်ချလိုက်ပါရှင်ပြီးရင်တော့နောက်ကျောနဲ့ဆက်မဲ့ကြောချမ်းလေးနဲ့ဆက်မဲ့နေရာလေးကိုယူမယ်ဆိုတာအမှတ်မှတ်မယ်ဒီမှာတော့ကျမက11ထိပ်ဝအမှတ်ကနေအောက်ကို17လက်မယူထားတယ်တကယ်လို့ကိုကနောက်ကျောကိုပို့ပြီးတော့ height ချင်တယ်ဆိုရင်12လက်မ13လက်မအဆင်ပြေသလိုဆင်းလို့ရပါတယ်ကျမကတော့17လက်မယူထားပါတယ်အဲ့ဒါကအဆင်ပြေဆုံးမှုပါပြီးရင်တော့လေခုနကပိတ်စလေးတစ်ရွက်ကျန်တယ်နော်2ရွက်ခွဲလိုက်တာဆိုတော့လေအဲ့ဒီတစ်ရွက်မှာထပ်ပြီးတော့အနောက်ချမ်းအတွက်ကိုမှတ်မယ်အနောက်ချမ်းအတွက်မှတ်တဲ့နေရာမှာလေကျမတို့က11ထိပ်ကနေအောက်ကိုဆင်းခဲ့တယ်လीနော်အဲ့အမှတ်ကလေးကိုပဲအနောက်ချမ်းမှာပဲထပ်မှတ်ပါမယ်ပြီးရင်တော့လေကျမတို့ကအခုမှတ်ထားတဲ့အမှတ်ကလေးကနေပြီးနောက်ကျောချမ်းအတွက်ကိုလေအဲ့ဒီရဲ့အပေါ်ကိုတစ်လက်မခွဲတက်မယ်အခုလိုမျိုးလေးကျမမှတ်ပြတဲ့အတိုင်းမှတ်ပါပြီးလို့ရှိရင်တော့ပေချိုးဒါမှမဟုတ်ရင်ပေကွေးလေးနဲ့ဆက်ပြီးတော့ဖြတ်ချလိုက်ပါအဲ့ဒီတလက်မခွဲလေးမှတ်ပြီးဖြတ်ချပြီးလို့ရှိရင်တော့အဲ့ဒီနေရာလေးကမိဘူးချိုးရမယ်ကျမလုပ်ပြပေးမယ်နော်အခုလိုမျိုးလေးပါ၄စိတ်တစ်ခါတလက်မတစ်ခါ2ခါပြီးရင်တော့အဲ့ဒါလေးကိုအပေါ်ကနေတစ်ချောင်းနေမယ်တောက်လျှောက်လေးအခုလိုမျိုးလေးနင်းသွားပေးပါကျမကတော့လေဒီမှာတရေကျိုးလေးကို10လက်မတုံထားတယ်တရေကျိုးရဲ့အပြားလေးကတော့လက်မဝက်ပေါ့နော်၄စိတ်ဖြစ်မယ်တကယ်လို့မှကိုကတရေကျိုးကိုတင်းတင်းကြပ်ကြပ်လေးဒီထက်ပိုတင်းချင်တယ်ဆိုရင်6လက်မ8လက်မလိုသလို adjust လုပ်ပါပြီးရင်တော့အရှိချမ်းလေးအတွက်ကိုကျမတို့ကအတွန့်အထက်လေးလုပ်မယ်ဒီနေရာမှာလေ comment မှာမေးထားတာလေးတွေ့လို့တတိယလို့ပြောပြပေးမယ်အဲ့ဒီအတွန့်ထက်ကလေးကိုဘလောက်အကျယ်ယူရလဲဆိုတော့လေဒါကတော့ဘေးနှစ်ဖက်မခောက်ခင်အနေထားကို8လက်မဆိုရင်အဆင်ပြေပြီဘာလို့ဆိုတော့ကျမတို့ကဘေးနှစ်ဖက်ကိုခောက်ရအောင်မယ်ခောက်လိုက်လို့ရှိရင်6ခွဲနဲ့9ကြားကျန်နေဆိုရင်အင်ဂျီလေးကလုံးဝအဆင်ပြေပါတယ်အရှိချမ်းကိုအနောက်ချမ်းရောကို reference လေးတွေဆက်မယ်အတွန်လေးတွေပေါ့နော်ကျွန်မဆက်မပြတော့ဘူးဆက်လို့ကိုယ့်ဟာကိုယ်ဆက်လို့အဆင်ပြေမယ်လို့ထင်ပါတယ်ပြီးရင်တော့အရှိချမ်းနဲ့အနောက်ချမ်းကိုဆက်မယ်အရှိချမ်းမှာလေအမှကျွန်မမှင့်အစိမ်းလေးနဲ့မှတ်ခဲ့တယ်အဲ့နေရာလေးနဲ့အခုလိုလေးဆက်လိုက်ရုံပါပဲဒီဘက်အချမ်းရောဟိုဘက်အချမ်းရောအတူတူပါပဲရှင်အခုကျွန်မလက်ကလေးနဲ့ညွှန်ပြပေးမယ်ပင်းအထူထားတဲ့နေရာလေးတွေကိုလက်မနဲ့ဆိုရင်6စိတ်ချုပ်လာခဲ့ပေးပါအောက်ထိပါအဲ့ဒါလေးကိုချုပ်လိုက်လို့အခုလိုအနေထားရပြီဆိုလို့ရှိရင်6စိတ်ဆိုတော့3စိတ်စီလက်မနဲ့ပေါ့နော်နှစ်ခါခောက်ပေးပါအခုလိုမျိုးလေးရမယ်ဟိုဘက်ရောဒီဘက်ရောပါခုနကတော့ကအရှိလေဘေးမှာတိုင်းနေတော့က8လက်မရှိတယ်နော်အဲ့ဒါကိုအခု3စိတ်စီနှစ်ခါခောက်တော့8လက်မမကျန်တော့ဘူးဒါလေးကလည်းဘလို့ချိန်လဲဆိုရင်ရှေ့ရင်ကျန်တဲ့ချိန်နဲ့ကျမတို့များတော့အပြင်ရှေ့ရင်ကျန်73ခွဲကျမတို့လို size တွေမှာဆိုရင်အဲ့လောက်ရှိရနော်အဲ့ဒါကိုမှတိုင်းလိုက်လို့ရှိရင်အဲ့ဒီရဲ့တစ်ဝက်ရှိရမယ်အဲ့ဒီတစ်ဝက်ဆိုရင်ကျမတို့နဲ့လုံးဝ fit ဖြစ်တယ်အခုတိုင်းလိုက်တော့6ခွဲအဲ့ဒါဆိုရင်တော့လုံးဝကိုအဆင်ပြေပါတယ်ပြီးရင်တော့ level အတွက်ကျိုးပြားလေးခောက်မယ်ကျိုးပြားလေးကလေကျမကတော့9လက်မအပြားအောင်မှာအခုလိုမျိုးလေးခောက်တော့အသက်တင်2လက်မကျန်ပါတယ်ဒါကိုမှမလားဘက်ကနေပြီးတော့အခုလိုမျိုးပင်ရကလေးနဲ့အရင်ဆုံးတွဲမယ်ပြီးလို့ရှိရင်တော့ကျမလက်နဲ့ညွှန်ပြထားသလိုမျိုးတစ်ချောင်းချုပ်ပါမယ်ပြီးရင်တော့လေအလှဘက်ကနေပြီးအခုလိုမျိုးတစ်ချောင်းပြန်ပြီးတော့ဖိနေပါမယ်ဒါလေးကပတ်ထမိန်ချိတ်ထမိန်နေကပတ်ကျိုးပြတက်တာနဲ့အတူတူပါပဲအဲ့ဒါလေးနင်းလိုက်မယ်ဆိုလို့ရှိရင်တော့အင်ချီလေးကပြီးသွားပါပြီရှင်နားလည်မယ်လို့မျှော်လင့်ပါတယ်တကယ်လို့မရှင်းလိုက်တဲ့နေရာရှိတယ်ဆိုရင် comment မှာမေးခဲ့ပေးပါနော်